မင်္ဂလာညချမ်းလေးပါခင်ဗျာရှစ်မီလီယံ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာယနေ့ညမှာတော့ဝိညာဉ်တွေပျော်နေတဲ့အိမ်လို့အမည်ရတဲ့ဆောက်ချဖွေရပရာလောကဇလန်းကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးလိုက်ပါတယ်ဗျာဟုတ်ကဲ့အားလုံးပဲနားဆင်ခံသာပေးကြပါအောင်ခင်ဗျာဒုတိယကမ္ဘာစစ်ကြီးကတကမ္ဘာလုံးကိုပြန့်နှံ့နေသည့်အချိန်အာရှတလွှားကိုဂျပန်နေသိမ်းယူနေသော1944ခုနှစ်ကာလဂျကာတာရွာရဲ့အနောက်ဘက်တောင်ကုန်းတစ်ခုပေါ်မှာဂျပန်ကေမီတိုင်းရုံးတစ်ခုရှိနေပါတယ်။အင်္ဂလိပ်အုပ်စိုးခဲ့တဲ့ထိုရုံးကဗိုလ်တဲအဖြစ်ရှိခဲ့တဲ့ရုံးကေမီတိုင်းရုံးနှင့်ပေ90ခန့်အကွာမှာတော့ဂျပန်စစ်ဗိုလ်နေတဲ့တစ်သားနှစ်ထပ်အိမ်ကြီးရှိပါတယ်။ကေမီတိုင်းရုံးနှင့်ဂျပန်စစ်ဗိုလ်အိမ်ကြားနေရာကမြမတောင်လန်ရေးရဲဘော်တွေသူတို့ခြေတော်တင်ခံရသည့်မိန်းကလေးတွေအလိုမတူစကြင်ကြတဲ့လူတွေစစ်ဆေးမေးမြန်းလို့မရတဲ့လူတွေကိုတုတ်တင်ကြလူတကုံးအဖြစ်ထားပါတယ်။အဲ့ဒီနေရာမှာပဲမြေမြုပ်တဲ့နေရာကိုလည်းသူတို့အသုံးပြုကြပါသေးတယ်။မတင်ကြတဲ့လူတွေတော်လန်ရေးသမားတွေလို့အထင်ခံရတဲ့လူတွေတခိုးတဝက်တွေကိုဖမ်းဆီးပြီးတော့ဂျပန်စစ်ဆေးနှီးမျိုးစုံနဲ့စစ်ဆေးပါတယ်။စစ်ဆေးမှုကိုမခံနိုင်လို့တေသွားတဲ့လူတွေရှိသလိုရုံးအတွင်းကနေဆွဲထုတ်ပြီးတော့ပြစ်တတ်တဲ့လူတွေလည်းရှိပါသေးတယ်။ဒီနေ့ကိုအနည်းဆုံးတစ်ယောက်နှစ်ယောက်ကတော့အသက်ခံနေရတဲ့နေရာဂျပန်နေဖမ်းသွားပြီဆိုရင်လုံးဝပြန်နာမရှိတော့တရက်မှဂျပန်စစ်ဗိုလ်ရှိရာအိမ်တို့ဂျပန်ရဲဘော်3ယောက်စကားပြန်တစ်ယောက်နဲ့အတူအသက်19နှစ်ခန့်မိန်းကလေးတစ်ယောက်တို့ရောက်လာပါတယ်မိန်းကလေးကိုဖမ်းဆီးလာကြခြင်းပင်ဘာလို့လဲမိလာပြီလားကျုပ်ဖမ်းခိုင်းတာယောက်ျားကြီးတစ်ယောက်အခုဘာကြောင့်မိန်းကလေးဖြစ်နေရတာလဲပြောသမ်းဂျပန်စစ်ဗိုလ်နဲ့ဂျပန်စစ်သားတွေကဂျပန်လိုပြောဆိုနေတာပါမမိလိုက်ဘူးဗိုလ်ကြီးဘသူမှမင်းမြန်စုံစမ်းလို့မရတာနဲ့အဲ့ဒီအိမ်မှာတွေ့တဲ့တရားခံရဲ့တွေ့ရသားရဲ့တယောက်ကိုခေါ်လာခဲ့ပါတယ်သူနဲ့ကဘာတော်တာလဲဂျပန်စကားပြန်ကလည်းသူတီးသမျှကိုပြန်လဲပြောပြလိုက်ပါတယ်သမီးလို့ပြောပါတယ်ဗိုလ်ကြီးကဲရဲဘော်တွေအပြင်ထွက်မင်းနေခဲ့ငါမေးတရားရှိတယ်ဂျပန်စစ်ဗိုလ်ကသူ့ရဲ့ရဲဘော်တွေကိုအပြင်ထွက်ခိုင်းလိုက်ပြီးစကားပြန်ကိုတော့အထဲမှာနေခိုင်းပါတယ်ဂျပန်စစ်ဗိုလ်ကစကားပြန်ကားတွေတဆင့်တီးလို့သမျှကိုမေးမြန်းပါတယ်မင်းနာမည်ဘာတူလဲပန်းဝါပါရှင်မင်းအဖေကတော်လန်ရေးသမားမဟုတ်လားမဟုတ်ပါဘူးလုံးဝမဟုတ်ပါဘူးရှင်လှမောင်ကြီးဆိုတာဘာတူလဲအဲ့ဒါကျမရဲ့အဖေပါငါတို့ကိုပြန်ပြီးတော့တော်လန်ပုံကန်တဲ့အထက်မှာအဓိကအရေးပါတဲ့လူတစ်ယောက်ဆိုတာဟုတ်လားရှင်မဟုတ်ပါဘူးဘို့ကြီးကောင်းရောင်းကောင်းဝဲလှုပ်ရှားနေတဲ့လက်သမားတစ်ယောက်ပါဘို့ကြီးမင်းကညာဖို့ကြိုးစားနေတာလားမညာပါဘူးရှင်တကယ်ကိုအမှန်ပြောနေတာပါငါတို့အသေးအချာစုံစမ်းပြီးမင်းပါဇက်ကအမှန်ပြောလာတဲ့အထိမေးမြန်းရမှာပေါ့ကဲပါကြဒီမိန်းကလေးကိုဂျပန်နေဘလို့စစ်ဆေးတယ်ဆိုတာကိုရှင်းပြလိုက်ပါဦးအသားအနာမခံမင်းနဲ့အမှန်အတိုင်းပြောရင်တော့ချက်ချင်းပြန်လှုပ်ပေးမယ်လို့ပြောလိုက်ဟုတ်ကဲ့ပြောပြလိုက်ပါမယ်ဘိုးကြီးအေးအခုနေ့တနာရီကနေစပြီးတော့ညနေ9နာရီအထိစဉ်းစားချိန်ပေးမယ်ခေါ်သွားလိုက်မင်းတသေးချာချာရှင်းပြလိုက်အခန်းပြင်ကိုရောက်တော့စကားပြန်ဘာချမ်းကထပ်ပြီးတော့မေးပြပါတယ်မင်းအမှန်မဖြစ်ရင်ဒီညမင်းအသက်ရှင်တာနောက်ဆုံးညဖြစ်သွားလိမ့်မယ်အမှန်တရားကိုပြောလိုက်ပါမိန်းကလေးမင်းအဖေကငါတို့တခင်ကြီးတွေကိုတော်လှန်နေတဲ့လူတစ်ယောက်လားအခုဘယ်ကိုသွားနေတာလဲမသိဘူးလုံးဝမသိဘူးသိတယ်ဆိုရင်တော့ရှင်းလို့အမျိုးရုပ်ကိုဘယ်တော့မှမပြောနိုင်ဘူးဟောတော်တော်ကောင်းပါတယ်ကောင်မကဲကွာဘန်းဝါရဲ့ဘောက်ကိုဘာချမ်းကဖြန်းကနေဆိုရိုက်ပစ်လိုက်ပါတယ်ငါကိုများစောစောကကကောင်မနင်းကိုအသားမတာစေချင်လို့ငါပြောနေတာဂျပန်နေဘလို့စစ်ဆေးတယ်ဆိုတာကိုနင်းကိုယ်တိုင်ဒီညသိစေရမယ်သို့တော့ပြောပြီးတော့ဂျပန်စစ်ဗိုလ်ရဲ့အိမ်အောက်ထပ်မှာတီးတန့်လှုပ်ထားတဲ့အချုပ်ခါတဲ့ကိုခေါ်ပြီးတော့ထည့်ထားပါတယ်မင်းအသားအနာမခံကျင်နဲ့သူတို့မင်းရင်အမှန်သာဖြေလိုက်ဒါဆိုရင်နင်းကိုသူတို့တတ်မှာမဟုတ်ဘူးကျွန်မမသိဘဲနဲ့မသိတဲ့ကိစ္စကိုဘလို့လုပ်ပြီးပြောနိုင်ပါလဲရှင်အေးလေငါဘက်ကတော့တာဝန်ကျေပြီးနေထိုင်နဲ့နေကံမဲနေဘာပြောမလဲဆိုတော့စဉ်းစားထားဘာကြောင့်ကဂျပန်ရဲဘော်နဲ့အတူပြန်ပြီးတော့ထွက်သွားပါတယ်ညရောက်တော့ဘောက်ဝက်ကိုအချုပ်ခန်းအတွင်းကနေခေါ်ထုတ်ပြီးတော့ကင်ပေတိုင်းရုံးကိုခေါ်ဆောင်သွားပါတယ်အဝေစားတွေကိုချုပ်ပြီးတော့မျက်နှာကိုအဝေစည်းကရေတွေကိုဇက်တိုင်မျက်နှာပေါ်မှာလောင်းချပါတယ်
ဝူဝဝနဲ့အတော်ကိုခံသားလိုက်ရတဲ့အဖြစ်ရင်နှစ်ပုံခန့်လောင်းပြီးတော့ပြန်ထုတ်ပေးပြပါတယ်ပြီးတော့မင်းမြန်စစ်ဆေးတယ်သူတို့လိုချင်တဲ့အဖြစ်ကိုပန်းဝါကမပေးနိုင်ထိုကဲ့သို့နှစ်ခါလောက်ရေလောင်းပြီးမေးသည့်တိုင်အဖြစ်ကမရအဲ့ဒီနောက်စစ်နီးမျိုးစုံနဲ့မင်းမြန်ပြပါတယ်လက်သေးကွန်တွေကိုခွာတယ်ခြေတလုံးကိုတစ်သားနဲ့လှိမ့်နဲ့ရိုက်တယ်လက်ထိတ်ခြေတိတ်တွေကိုစူးနဲ့ရိုက်တယ်အဖြစ်လုံးဝမရသဖြင့်ဂျပန်စစ်ဗိုလ်ကသူ့ရဲ့ရဲဘော်တွေကိုအမိန်ပေးလာပါတယ်ကဲဒီလောက်ခေါင်းမာတဲ့မိန်းကလေးမင်းတို့အဲ့ဒီကောင်မကိုကြိုက်တယ်လို့သာလှုပ်လိုက်တော့ပြီးတာနဲ့တခါတည်းတပ်ပြစ်လိုက်ဂျပန်ဗိုလ်ထို့သောအမိန်ပေးခိုင်းစေပြီးတော့အိမ်ကိုပြန်သွားပါတယ်ဘန်းဝါကိုသားရဲကောင်နဲ့ကြားထဲမှာထားခဲ့တာဘန်းဝါကိုစိတ်တိုင်းကြတယောက်ပြီးတယောက်ခြေတော်တင်ပါတယ်တတိမင်းနေတဲ့ဘန်းဝါကိုဘန်းနာနဲ့အချက်ပေါင်းများစွာထိုးပြီးတော့တတ်တယ်ကင်မေတိုင်းရုံးနဲ့ဂျပန်ဘုံအိမ်ကျောင်းမြေကွက်လက်ကိုတည်သွားပြီးတော့ကျင်းတူးကမြေမြုပ်ပစ်ပါတယ်ဒေါ်လာရဲဘော်ဟုထင်တဲ့လူတွေကိုမိတဲ့အခါတိုင်းဇနီးသားသမီးအဖေအမေတွေကိုဖန်စီနှိပ်စက်တပ်ဖြတ်ကြတဲ့အချိန်ဂျပန်နေမြန်မာပြည်ကိုအုပ်စိုးခဲ့တဲ့ကာလအချိန်တိုတောင်းခဲ့လို့တော်ပါသေးတယ်နှစ်ကာလရှေ့ကြောင်ခဲ့ရင်တော့မတွေးဝင်းသေးရမြန်မာပြည်ကြီးလွတ်လပ်ရေးရပြီးနှစ်တည်းအလီလီပြောင်းလဲလာပါတယ်တစ်ချိန်ကခေါင်လာတဲ့ကြက်ခတ်တောရွာလေးဟာလေကာလန်ရထားလန်းနဲ့နီးသဖြင့်အဖက်ဖက်ကနေတိုးတက်လာတဲ့အချိန်ဂျပန်မိုးနေခဲ့တဲ့အိမ်ကြီးနဲ့ဂျပန်ကင်မရာယုံရှိခဲ့တဲ့နေရာကိုရှင်းလင်းပြီးရန်ကုန်မှာတစ်ဆက်တထေးတယောက်ကဝယ်ယူကခြံခတ်တယ်ပြီးတော့အဲ့ဒီထဲမှာပဲတိုက်တလုံးစိုက်ပါတယ်တထေးရဲ့အမည်ကတော့ဦးထုံးမောင်ထိုတိုင်းဆောက်စဉ်ကဖောင်ဒေးရှင်းတူးရမြေအောက်မှာအယိုးသူ၄-၅ခုလောက်ကိုတူးဖော်ရလိုက်ပါသေးတယ်ဂျပန်နဲ့လူတပီးအစုလိုက်အပြုံလိုက်မြုပ်ထားတဲ့ကျင်းတချင်းကိုတွေ့တာကြောင့်ဖော်ကြည့်လိုက်တဲ့အခါအလောင်း၅လောင်းလောက်ကိုတနေရာထဲမှာရရှိလိုက်ပါတယ်အားလုံးကုန်ပြီလို့ဆုံးဖြတ်ခခြံကိုအသေးအချာပြုတ်ပြင်တယ်နေကျင်တပွဲနှစ်ထပ်တိုက်တလုံးကိုလည်းစောက်ပါတယ်ခြံကမြေ2ဧကခွဲလောက်အကျယ်အဝန်းရှိတဲ့ခြံတစ်ခြံဦးထုံးမောင်ကကြက်ခတ်တောရွာသားတယောက်ပါရွာမှာတစ်ဆက်ကြီးတလုံးတိဆောက်ပြီးတော့အလုသမား20နီးပါးခန့်ကိုထားပါတယ်တလားတစ်ချိန်ခန့်ရန်ကုန်ကနေလာပြီးတော့ငွေရေးကြေးရေးကိစ္စကိုစစ်ဆေးသိမ်းဆဲတယ်ရခင်ကတစ်ဆက်အလုသမားတယောက်ပါတစ်ဆက်ပိုင်ရှင်သမီးခင်ခင်လေးနဲ့အကြောင်းပါခဲ့ရာကတဖြည်းဖြည်းနဲ့ကြီးပွားတိုးတက်လာခဲ့တာပါထို့တော့အတွင်းတစ်ဆက်ကြီးကိုရောက်ခမတေဆုံးသွားပြီးနောက်ပိုင်းရောက်ဦးတဲ့သောသမီးကအမွေတွေအားလုံးရရှိလိုက်တာကြောင့်ဦးထုံးမောင်တစ်ဆက်ပိုင်ရှင်အဖြစ်နေချင်းညချင်းကိုရောက်သွားခဲ့တာကိုထုံးမောင်နဲ့မခင်ခင်လေးတို့လင်မယားသားဖြစ်သူတေမောင်မောင်ကိုမွေးပြီးမကြခင်မှာပဲရန်ကုန်မှာအိမ်တလုံးဝယ်ကတစ်ဆက်နဲ့ပတ်သက်တဲ့ပရိဘောကဆိုင်တဆိုင်ကိုဖွင့်ပါတယ်ဒီကိစ္စနဲ့အခြားကိစ္စရှိမှသာရွာကိုလာတတ်ပါတယ်ရွာကိုလာရင်လည်းတဲခိုနေထိုင်ရန်ဂျပန်နေခဲ့တဲ့ခြံကြီးကိုဝယ်ပြီးတော့တိုက်ဆောက်ခဲ့ခြင်းဖြင့်ယခုအိုးထုံးမောင်လည်းသားဖြစ်သူဘွဲရပြီးအလုံးမဝင်သေးခင်ရွာရှိတစ်ဆက်ကိုခိတ္တကြီးကြပ်ဖို့ကြက်ခတ်တော်ရွာကိုခေါ်လာပါတယ်သားဖြစ်သူကလည်းဒီရွာကဇာတိချက်မြုပ်ဖြစ်ပေမဲ့ဒီအိမ်ကြီးစောက်စင်ကရန်ကုန်မှာနေခဲ့ပြီးယခုမှပဲပထမဆုံးတစ်ခေါက်ရောက်လာပူးခြင်းပင်ဖခင်ဖြစ်သူကလည်းရွာကိုပြန်ရောက်တိုင်းဒီအိမ်ကြီးမှာတညနှညတာအိပ်ပြီးတော့ရန်ကုန်ကိုပြန်လာကများပါတယ်အိမ်ကြီးကိုစောင့်ရှောက်ဖို့အတွက်တော့ဦးမြကိုအမြဲတမ်းငှားထားပြီးတော့အိမ်ရှိခြားတော့မှသူ့အတွက်တက်ရက်တဲ့အိမ်လေးတစ်လုံးကိုစောက်ပေးထားတယ်ထိုနေ့ကအိမ်ကြီးကိုမြင်လိုက်ရတဲ့တင်မောင်မောင်အလုံးကိုသဘောကျသွားပါတယ်တာမွေကပရိဘောကတွေပြေးချနေတဲ့သူတို့အိမ်ဟာအသက်ရှူရတာတော်တော်ကိုမုန်းချက်တဲ့အိမ်တအိမ်ယခုတာမွေကအိမ်နဲ့အလုံးကိုကွာခြားလာတဲ့ဒီအိမ်ကြီးကိုမြင်လိုက်ရတာနဲ့နှစ်သက်ပျော်ရွှင်သွားပါတယ်ဒီအိမ်ကြီးရန်ကုန်မှာဆိုရင်အတော်ကိုတန်မိုးကြီးမှာပဲတင်မောင်မောင်မောင်းလာတဲ့ကားလေးကစင်ဝင်အောက်မှာထိုးရသွားပါတယ်တင်မောင်မောင်ရဲ့ဖခင်ကအိမ်ကြီးမှာတညအိပ်ပြီးတော့တစ်ဆက်မလူတွေနဲ့တင်မောင်မောင်ကိုတွေးဆုံပေးပြီးတော့မနက်ဖြန်ညနေပိုင်းရန်ကုန်ကိုပြန်မယ်ဘာနဲ့လဲသဘောကျတယ်မဟုတ်လားဟာရှယ်ပဲအထဲကိုတော့မဝင်ရသေးဘူးအတော်လေးကိုသဘောတွေ့နေပြီဒါကိုဒီအိမ်မှာစောင့်နေတဲ့ဦးမြစီမှာပဲအထားခဲ့မယ်ထို့တဲ့ဦးမြဆိုတဲ့လူကသူတို့ရှိတဲ့နေရာကိုရောက်လာပါတယ်ဆရာကြီးအေးဆေးဆေးပဲလားကျွန်တော်မနက်ဖြန်ပြန်မယ်ဒါကိုဦးမြကပဲတာဝန်ယူပြီးတော့စောင့်ရှောက်ပေးပါမနက်ဖြန်သားရဲ့နေရေးထိုင်ရေးအဆင်ပြေဖို့ရွာထဲကစားရေးတောက်ရေးစီတင်ပေးနိုင်မဲ့အမျိုးသမီးတစ်ယောက်ဒါကိုကိုညီနိုင်မဲ့အမျိုးသမီးတစ်ယောက်လောက်ကိုရှာပေးပါဒါဒီအိမ်မှာပြောရင်နှစ်ပတ်မပြောရင်တစ်ပတ်ပဲနေမှာသူတို့ရဲ့လာတာကိုတော့တလားတာပေးပြီးတော့ခေါ်လိုက်စိတ်ချရတဲ့လူတော့ဖြစ်ပါသေးဟုတ်ပြီလားဒီကိစ္စကိုကျွန်တော်တာဝန်ယူပေးပါမယ်ဆရာကြီး
သားကိုလည်းစိတ်ချလက်ချနဲ့ထားခဲ့ပါမနှက်ဖန်အရောက်ခေါ်လာပေးပါမယ်ကဲဦးမြောက်ဒီအဝတ်စားအိတ်တွေသားနေရမယ့်အခန်းစီမှာသွားပြီးပို့ပေးလိုက်နေပါသေးအဖေသားကိုယ်တိုင်ပဲတည်သွားလိုက်ပါမယ်နေပါငါတူကြီးရဲ့တူကြီးတို့တလန်းလုံးကားစီးလာရတာအညောင်းလေးပါလေးဖြည့်အောင်မှပေါ့ဦးလေးပဲတည်သွားလိုက်ပါမယ်သူတို့အိမ်ကြီးမှာခိတခဏအနားယူပြီးနေရေးထိုင်ရေးကိုနေရာတကျစီတင်ပြီးတာနဲ့ရေချိုးအဝေအစားလဲပါတယ်ပြီးတဲ့နောက်တစ္ဆက်ရှိတဲ့နေရာကိုသွားဖို့တင်မမောင်းကိုဖားခင်ဖြစ်သူကပြောလာပါတယ်မနဲ့စောစောမှသွားပါလားအဖေမဖြစ်ဘူးငါသားအခုသွားပြီးမှာတရားရှိတာကိုမှာမယ်ပြောတရားရှိတာကိုပြောမယ်မေးတရားရှိတာတွေလည်းမေးရမယ်ကွစရင်တရားတွေစစ်ငွေတွေသိမ်းပြီးတော့အဖေပြန်ရမှာမနက်ဖြန်မှသွားလို့အားလုံးအစင်သေးမဖြစ်ရင်အဖေနောက်တစ်ရက်ထပ်ပြီးတော့ကြာနေလိမ့်မယ်အဖေကတလားတစ်ခါမှပတ်စံလာသိမ်းပါတယ်အလုသမားတွေကိုလာစာရှင်းပေးတယ်အခြားတေဖိုးအထွေထွေကုန်ကြစရိတ်တွေဘာညာတွက်ချက်ပြီးတော့အတတင်ပို့တဲ့ငွေကိုလာယူပြီးပြန်သွားတတ်ပါတယ်တစ္ဆက်ကြီးကိုတာဝန်ယူစောင့်ရှောက်ပေးတဲ့သူကတော့ဦးထုံးမောင်ရဲ့အကိုကြီးပါသူကလူပြိုကြီးတယောက်လူဖြောင်တအူးဆိုရင်လည်းမမှားပါဘူးအရက်လက်မတော့အိမ်တော်လည်းမရှိမိမိအတွက်ရတဲ့ခွဲတန်းနှစ်သာကျေနပ်နေတဲ့လူကြီးစရင်တရားကိုလည်းနိုင်နေပါတဲ့အလုသမားတွေအပေါ်မှာလည်းအထက်စီးကနေဘယ်တော့မှမဆက်ဆံဘူးဒါကြောင့်ပြဿနာတစုံတရာမဖြစ်ဖဲနဲ့တစ္ဆက်ကြီးကိုနှစ်ပေါင်းများစွာလဲပတ်နိုင်အောင်လို့လောက်လာပေးတဲ့လူကြီးဆိုရင်လည်းမှန်ပါလိမ့်မယ်ကဲသားပြီးပြီဆိုရင်သွားကြမယ်ကိုเจ้าရဲ့မင်းမကြီးနဲ့မင်းကိုအခက်ရမယ်ဒါကိုတစ္ဆက်ပညာတွေစရင်တရားတွေသင်ပြခိုင်းခဲ့ရမယ်သူခိုင်းတာကိုလုံးမင်းမကြီးကိုပြန်ပြီးတော့ဆေးရမလုံးနဲ့စိတ်မထင်ရင်နရင်ကိုအုတ်ခံရလိမ့်မယ်ဒါ3ရက်တစ်ခါ4ရက်တစ်ခါတစ္ဆက်ကိုတွားကြည့်ကြလားစိတ်ချပါအဖေဟာဒီကိစ္စနဲ့လာခဲ့တာပဲတွားရမှာပေါ့ဒီလိုနဲ့သားဖနဲ့ရောကားတသီးနဲ့တစ္ဆက်ရှိတဲ့နေရာကိုထွက်လာပါတယ်နေ့2နာရီခွဲခန့်ကဖခင်ကြီးရန်ကုန်ကိုပြန်သွားပါတယ်တင်မပေါတယောက်တည်းအိမ်ကြီးမှာကြံခဲ့ပါတယ်ညနေ4နာရီခန့်ရောက်တော့အောက်ထပ်မှတကားခောက်တန်ကြောင့်တင်မမောင်သူအခန်းထဲကနေထွက်လာပြီးတော့တကားသွားဖွင့်ပေးပါတယ်တကားဖွင့်လိုက်တော့အသက်40ခန့်လူတယောက်နဲ့အသက်18-19နှစ်အရွယ်မိမပြိုလေးတယောက်ကိုမြင်လိုက်ကြပါတယ်သူစင်းရဲရုပ်ရည်မျိုးပေမဲ့အဝေအစားအဟောင်းကိုရှော့ဖို့ထားခြင်းဖြစ်တာကြောင့်တက်ရက်တော့ရှိနေပါတယ်ဘာနှစ်ဘက်ကိုတနခါပကွက်ကြားလေးလိမ့်ထားသေးတယ်ဒီအိမ်မှာအိမ်ပေါ်အလုပ်ရဲ့အထွေထွေအလုပ်ရဲ့လိုတယ်ဆိုလို့ဦးလေးမြပြောတာနဲ့လာခဲ့တာပါဦးလေးမြကလွတ်လိုက်တာလားသူကရောပါမလာဘူးလားဦးလေးမြလွတ်လိုက်တာပါသူကရွာထဲကိုမရောက်တာလဲကြာပြီးရောက်တုံးရောက်ခိုက်နေပြီးတော့ညနေမှပြန်လာခဲ့မယ်လို့ပြောပါတယ်ကဲလာပါအိမ်ထဲကိုဝင်ကြပါသူတို့နှစ်ယောက်ကိုဦးလေးမြကလွတ်လိုက်လို့သာလက်သက်ခံလိုက်ရပေမဲ့ဒီမမောင်ရဲ့စိတ်ထဲမှာနှစ်သက်မှုတော့မရှိဘူးအကြောင်းကတော့မိမိအိမ်မှာအလုံသမားအဖြစ်ရောက်လာကြတဲ့လူတွေရဲ့မျက်နှာထားကခတ်တင်နှစ်ယောက်စလုံးကြက်ခတ်တော်ရွာကပဲလားဟုတ်ပါတယ်ကြက်ခတ်တော်ကပါဒီမှာအလုပ်ဝင်တဲ့အချိန်ရွာထဲကိုမပြန်ရဘူးနော်ဦးလေးကအိမ်ဘေးမှာကာထားတဲ့ကိုတောင်အခန်းရှိတယ်အဲ့ဒီမှာကားမရှိဘူးကွက်ပြစ်တစ်လုံးရှိတယ်အဲ့ဒီမှာနေပါမိန်းကလေးကတော့နောက်ဖက်မီးဖို့တောင်ကထမင်းစားကန်ဘေးမှာအိမ်ခန်းတစ်ခန်းရှိတယ်အိမ်အကူတွေနေဖို့တတ်လှုပ်ထားတာအဲ့ဒီမှာနေဦးလေးကအဲ့ဒီအခါမှာဆောင်းတဲ့ခေါင်းအောင်ဝင်ယူပြီးတော့ကားကိုတောင်ကိုသွားပါဦးလေးဘာလို့ရမယ်ဆိုတာကိုမနှက်မှာပဲပြောပြမယ်ကဲမင်းကတော့မနှက်ဖန်ကစပြီးအိမ်ရဲ့စားရေးတောက်ရေးကိုတာဝန်စယူရမယ်မနှက်စာကိုလည်းအစင်သင့်လှုပ်ထားရမယ်ငါကကော်ဖီပဲတောက်တယ်ကျွန်တော်ပြောတာကိုသဘောပေါက်ပြီဆိုရင်အခန်းထဲကိုသွားကြတော့ဟိုရှိကအခန်းကမိန်းကလေးရဲ့အိမ်ခန်းပဲဟုတ်ကဲ့သိပါပြီရှင်ဩနေကြအောင်မတော်ခင်နာမည်လေးတွေပြောသွားပါဦးကျွန်တော်နာမည်ကတော့တင်မောင်မကျမနာမည်ကပန်းဝပါရှင်ဦးနာမည်ကတောင်းစိန်ပါကဲသွားကြတော့ဦးတောင်းစိန်ကဆောင်းတဲ့ခေါင်းအုံးကိုဝင်ယူသွားမိဖို့ခံပေးကကားကိုတောင်ဘက်ကိုသွားတဲ့တကားပေါက်ရှိတယ်တကားတွေကိုအကုန်ဖွင့်ပေးထားတယ်ညကတဖြည်းဖြည်းမှောင်လာပါတယ်အချိန်ကည10 နာရီကျော်ပြီတင်မောင်တယောက်အိပ်ပျော်ကားသားပဲရှိပါသေးတယ်ထို့ချိန်အေးကနေအထီးအတွေးကြောင့်မျက်လုံးတွေရုတ်တရက်ပြန်ပြီးတော့ပွင့်လာပါတယ်သူမြင်လိုက်ရတာကသပင်ဖားလျားချထားတဲ့မိမတယောက်ခြံအောင်ထဲကိုဝင်ဖို့ကြိုးစားနေခြင်းပင်ဟင်မင်းဘာတူလဲအခုထွက်သွားသမ်းစပင်းရှည်တွေချားတယ်မမျက်လုံးနှလုံးကရဲနေပြီးတော့သူ့ကိုပြန်ဆိုင်ကြည့်နေပါတယ်သူတဖြည်းဖြည်းခြံအောင်ထဲကိုတိုးဝင်နေတာပါထွက်သွားသမ်းမင်းအခုထွက်သွားသမ်းတရမကိုကြောက်လန့်ဖြင့်ခြံအောင်နဲ့ကာထုတ်လိုက်ပါတယ်
တရမကချက်တော့ဖြင့်အကန်ခံလိုက်ရတာကြောင့်ကတင်ပေါ်ကနေဝုံကနေဆိုပြုတ်ကျသွားပါတော့တယ်။အိုးအကိုလေးဘယ်လိုလုံးလိုက်တာလဲ။ဟင်မင်းကဘာတူလဲ။မင်းပန်းဝမဟုတ်လားကွာ။ဟုတ်ပါတယ်ပန်းဝပါ။မင်းငါအခန်းထဲကိုဘာဝင်လောက်တာလဲပန်းဝ။ကျမဒီနားကဖြတ်သွားတော့အကိုလေးအခန်းတကားကပွင့်နေတယ်လေ။ပြီးတော့အကိုလေးကခြံအောင်မချဘဲနဲ့အိတ်နေလို့လာပြီးတော့ခြံအောင်ချပေးတာပါ။ခြံအောင်ကိုမချဘဲအိတ်ထားတော့ဟုတ်ပါပြီ။ငါကအခန်းကိုတကားတက်တက်ချာချာပိတ်ပြီးမှအိတ်ထားပါကွာ။အဲ့ဒါတော့ကျမမသိပါဘူးအကိုလေး။တကားပွင့်နေလို့ခြံအောင်လာချပေးတာပါ။ကဲအပြင်ကိုသွားတော့ငါအခန်းတကားကိုလည်းတက်တက်ချာချာပိတ်ထားခဲ့။ဟုတ်ကဲ့ပါအကိုလေး။ဘန်းဝထွက်သွားတဲ့တင်မောင်မောင်စိတ်ထဲမှာမတေမကြနဲ့ဖြစ်ပြီးတော့ကြံခဲ့ပါတယ်။မျက်လုံးထဲမှာတရဲမောင်တကောင်ရဲ့နေနေရဲမျက်လုံးနှလုံးကိုအသေးအချမြင်လိုက်ရပါလျက်။ဘာကြောင့်အခုလိုပန်းဝဖြစ်နေရတာလဲ။အိုးငါအိမ်မက်နေတာပဲဖြစ်မှာပါ။တင်မောင်မောင်လည်းအဲ့ရကထားပြီးတော့ရေတံပလေးထဲမှာရေကိုခွက်ထဲထည့်ပြီးတော့မောတောက်ပါတယ်။အိမ်မက်လားတကယ်လား။တရဲတော့တရဲပဲ။အိမ်ရပေါ်တက်ပြီးတော့အိပ်ပျော်ဖို့ကြိုးစားပေမဲ့မျက်လုံးရဲကြီးနှလုံးကိုတော့ပြန်ပြီးတော့မြင်ရောင်နေပါတယ်အိပ်ပျော်အောင်အတော်ကြိုးသားမှတနာရီခန့်အရောက်ပြန်ပြီးတော့အိပ်ပျော်သွားပါတယ်၃နာရီကြော်ခန့်လောက်မှာတော့အခန်းပြင်မှာခြေတံတစ်ချက်ကိုကြားနေရတာကြောင့်အိပ်ဆက်တဲ့တင်မောင်မောင်ပြန်ပြီးတော့နိုးလာပြန်ပါတယ်အဲ့ဒီနောက်ခြေတံတွေကိုထပ်မံကြားနေရသေးသဖြင့်ကတင်မော်ကနေခြံအောင်မာပြီးတော့အပြင်ကိုထွက်ပါတယ်တကားသားကိုခြေတံမကြားရအောင်လို့ခပ်ဖွားလှမ်းပြီးတော့ရှောက်သွားပါတယ်ပန်းဝါလားမသိခြေတံတွေကတော့ကြားနေရတော့မှဒါကြောင့်အခန်းတကားကိုအတမကြောက်အောင်ဖွင့်ပြီးတော့အပြင်ကိုခေါင်းထွက်ကဟိုတီလိုက်ကြည့်ပါတယ်ဘသူမှမတွေ့ခြေတံတွေအတိုင်းသားကြားနေရပါလျက်နဲ့ဘသူမှမတွေ့ရခြင်းကတော့ထူးဆန်းနေပါတယ်ဒါကြောင့်တကားကိုပြန်ပိတ်ပြီးတော့အိယာစီကိုပြန်လာပါတယ်ဒီတည်းမှာပဲသူတွေးလိုက်ရတာကခြံအောင်တွေတင်ထားတာကိုမြင်လိုက်ရပါတော့တယ်သူခြံအောင်ကိုမာပြီးတော့အပြင်ကိုထွက်ခဲ့တာအခန်းထဲမှာဘာသူရှိနေလဲကတဲ့အောက်ကိုငုံကြည့်ပြီးတော့တင်မောင်မောင်မေးလိုက်တာပါဒါပေမဲ့ကတဲ့အောက်မှာလည်းဘာမှမတွေ့ခြံတော်ကိုပြန်ချပြီးတော့အိပ်ပျော်ဖို့ကြိုးစားပြန်ပါတယ်မကြခင်မှာပဲတင်မောင်မောင်ပြန်လဲအိပ်ပျော်သွားပါတော့တယ်မနက်၈နာရီထိုးမှပဲအိပ်ရာကနေနိုးလာပါတယ်နောက်နေ့အရောက်ပန်းဝါကတင်မောင်မောင်ထံကနေပတ်စံတောင်းပြီးတော့ရေခဲတစ်တာထဲမှာ3-4ရက်စာဝယ်ချမ်းထဲဖို့ဟင်းသားအဝယ်ဖို့ထွက်သွားပါတယ်မနက်9နာရီထိုးကနေတော့ပန်းဝဈေးချင်းအောင်တစ်ဖက်ဆွဲပြီးတော့ပြန်လာပါတယ်။ဦးတောင်းစိန်ကခြံထဲမှာပေါင်းမြတ်တွေရှင်းနေပါတယ်။ပန်းဝလည်းဈေးချင်းအောင်ဆွဲပြီးတော့တိုက်ထဲကိုဝင်လာစဉ်တင်မောင်မောင်ကိုမြင်လိုက်သဖြင့်အကိုလေးမနက်စာဘယ်ချိန်စားမှလဲ။မနက်7နာရီနဲ့12နာရီကြားမှာစားတယ်။ပြီးတော့အကိုလေးဘာစားတယ်မစားဘူးမမေးမိပဲနဲ့အခုဈေးကိုသွားပြီးတော့ဝယ်လိုက်မိပြီအကိုလေး။ရပါတယ်ကွာငါအကုန်စားတယ်။ဒါပေမဲ့အမဲသားဝက်သားတော့ကြိုက်လာတယ်မဟုတ်ဘူးအနေအချင်းတော့စားတယ်ကြက်သား၅မျိုးစုံပစုံတွေကိုတော့ကြိုက်တယ်ဒါဆိုဒီနေ့ကြက်သားနဲ့ပစုံ2ခွက်ချလိုက်မယ်နော်ရတယ်ကောင်းတယ်လို့သာကြည်ပြီးစီစဉ်လိုက်ဟုတ်ကဲ့ပါအကိုလေးပန်းဝဈေးချန်အောင်ဆွဲပြီးတော့အိမ်ထဲကိုဝင်သွားပါတယ်မိဖို့ကြောင့်လည်းမချက်ရေးပြုတ်ရေးတွေကိုစီစဉ်ပါတယ်တင်မောင်မောင်ထမင်းစားကန်တွေကိုဝင်လာပြီးတော့ရင်ကတဖြင့်ရေခဲထစ်တာထဲမှာအချိုရည်တပူးကိုယူဖို့ရေခဲထစ်တာတကားကိုဖွင့်ပါတယ်ဟင်ရေခဲထစ်တာထဲမှာဘူးကြီးတွေနဲ့အသားတွေဝက်သားတွေစိတ်သားတွေအမဲသားတွေအများကြီးဝယ်ထည့်ထားပါလားငါကတိုခနန်းစိတ်ခနန်းစားတာဆိုတော့တပတ်လောက်စားလို့တော့ကုန်မှာမဟုတ်ဘူးတအိမ်သားလုံးစားရင်တော့တပတ်လောက်စားရမယ့်အနေအထားတအိမ်သားလုံးဆိုတာကတင်မောင်မောင်ပန်းဝါဦးတောင်းစိန်တို့3ယောက်ပါခြံတော်ဦးမြတ်ကသူ့ရဲ့အိမ်မှာသူကိုယ်တိုင်ချက်ပြုတ်ပြီးတော့စားတော့ပါတယ်ရေခဲတက်တာတွေကအေးတပူးယူပြီးတော့ထမင်းစားကနေကနေထွက်မြည်အလောနေကဒီအိမ်ကြီးမှာအခန့်သားနဲ့ပေါ့ဟုတ်လားငါကအရင်လက်ဦးမှုယူထားတာလေနေတို့ကငါတတိပေးထားရအောင်မယ်နေတို့တခင်လေးကို6ဖို့လှမ်းဖို့လက်နဲ့တိုးထိဖို့မလုပ်ပါနဲ့စိတ်နဲ့တော့မကူးပါနဲ့အောင်မယ်နင်ကလည်းသူ့ကိုအခွင့်အရေးသွားပြီးတော့မယူနဲ့နော်သွားပြီးမထိနဲ့နင့်ကိုငါတို့ကြီးမရဘူးငါတို့ပြောထားရက်နဲ့ထိတွေ့ဖို့ကြိုးစားရင်ငါတို့ဒီအတိုင်းမနေဘူးနင်တို့ညကတခင်လေးအနားမှာရေဝဲလုံးနေတာကိုငါသိတယ်တင်မောင်မောင်ကလည်းမိဖို့ကအတွင်းကနေအချီအချပြောနေတဲ့မိမအတန်တွေကိုကြားသဖြင့်ဟင်ငါ့ကိုဘယ်အမျိုးသမီးတွေရောက်နေတာလဲဘန်းဝတယောက်ကလည်းအိ
အိမ်ရောက်တာမှ3ရက်မပြည့်သေးဘူးတသိန်းနေခေါ်နေပြန်ပြီထင်တယ်အခန်းဝါနာအတမကြောင်းရှောက်သွားပြီးတော့တကားနားမှာမတ်တရက်နားထောင်ကြည့်ပါတယ်အဲ့ဒီတော့တကားကိုဖြည်းဖြည်းချင်းဖွင့်လိုက်တော့ဘသူ့ကိုမှမတွေ့ထမင်းဟင်းချက်နေတဲ့ပန်းဝါကိုတော့မတွေ့ရပါဘူးစကားတန်နေကြားပါလျက်နဲ့ဘသူ့ကိုမှမတွေ့ရခြင်းကတော့တကယ့်ကိုထူးဆန်းတဲ့ဖြစ်ရဲ့သူတကားဝါကနေခေါင်းပြူကြည့်လိုက်တော့အတွင်းကစကားတန်တွေကလည်းပျောက်ကွယ်သွားပါတယ်ထို့သည်တေမောင်မောင်ရဲ့နောက်ကနေအတန်တန်ထွက်ပေါ်လာပါတယ်အကိုလေအခန်းထဲကိုဘာလို့ချောင်းကြည့်နေတာလဲအထဲကိုဝင်မလို့လားဝင်လေမဝင်ပါဘူးအေးဘူးလာယူရင်မိဖို့တဲကစကားတန်နေချလို့တကားဖွင့်ကြည့်မိတာအထဲမှာဘာတွေ့လဲအကိုလေဘာကိုမှမတွေ့ဘူးတကားကြကခေါင်းလဲပြူကြည့်ရောအတန်နေပျောက်သွားတယ်အော်အကိုလေးစိတ်ထင်လို့ပါအထဲမှာဘာမှမရှိပါဘူးဝင်ကြည့်လေဒါနဲ့ပန်းဝါကမိဖို့တဲမှာမရှိဘဲနဲ့အိတ်ခန်းထဲကိုဘာသွားလုံးနေတာလဲအော်ဈေးကအပြန်တနခါခဲဝယ်လာခဲ့တယ်လေအခုမှဈေးချင်းတောင်းတွေကတွေ့လို့သွားပြီးတော့ထားနေတာပါအကိုလေးအေးလေစကားတန်တွေကမိန်းကလေးအတန်လေးကိုကြားနေရတာတော့အသေးအချာပဲကဲချက်စရာရှိတာချက်ငါသွားတော့မယ်ဟုတ်ကဲ့ပါအကိုလေးဒီမောင်မောင်လည်းအေးဘူးကိုယူပြီးတော့အိမ်အပေါ်တက်ကိုပြန်တက်လာပါတယ်3ရက်မြောက်တဲ့ညရာသီဥတုကပူရေကငတ်သဖြင့်ရေပလင်းနဲ့အချိုရည်တပူးယူဖို့ရေခဲတစ်တာရှိတဲ့နေရာကိုဆင်းလာပါတယ်ရေခဲတစ်တာကိုဖွင့်ပြီးတော့အချိုရည်တပူးနဲ့ရေတက်တပလင်းကိုထုတ်ယူပါတယ်ထို့တင်မျက်လုံးတွေကတနေရာကိုအကြည့်ရောက်သွားပါတယ်ဟင်မနက်ပိုင်းကမြင်လိုက်တဲ့အမဲသားဘူးကရော့နေသလိုပါလားဘူးကိုယူပြီးတော့ဖွင့်ကြည့်လိုက်ပါသေးတယ်မနက်ကဘူးအပြည့်အခုတဝက်လောက်ပဲရှိတော့တယ်ဝတ်သားထည့်ထားတဲ့ဘူးစိတ်သားထည့်ထားတဲ့ဘူးကြက်သားထည့်ထားတဲ့ဘူးတွေကတော့အပြည့်နီးပါးရှိပါသေးတယ်ဒီနေ့အိမ်မှာငါးနဲ့ပစုံချတာပဲမနက်ကကြက်သားနဲ့ပစုံအမဲသားလည်းမချက်ပါဘူးဘာကြောင့်အမဲသားတွေရော့နေတာလဲငါမမေးဘဲနဲ့စောင့်ကြည့်ရမယ်။အော်အမဲသားကိုမနက်ဖြန်အတွက်များကြိုပြီးတော့ချက်ထားတာလားမသိဘူး။မနက်ဖြန်ကြရင်တော့သိရမှာပါ။နောက်နေ့ထမင်းပွဲမှာထည့်ထားသည့်ဟင်းတွေကိုတသေးချာချာအကဲခတ်ပြီးတော့ကြည့်ပါတယ်။ကြက်သားဟင်း9ကြော်အချေဟင်းထိုမြတ်တာအမဲသားဆိုလို့တစ်ဖက်တစ်တုံးတော့မတွေ့ရ။ဘာကြောင့်အမဲသားဘူးထဲမှာရှိနေတဲ့အမဲသားတွေကယော်သွားရတာလဲ။ဒီမောင်မောင်စိတ်ရှုပ်ထွေးတာတွေးပြီးတော့ထမင်းကိုထိုင်စားနေပါတယ်။အကိုလေးထမင်းစားလို့မကောင်းဘူးလားဟာကောင်းပါတယ်ပန်းဝလက်ရကအတော်ကိုကောင်းပါတယ်မသိပါဘူးအကိုလေးထမင်းစားတာနည်းနည်းလက်နှေးနေသလားလို့ငါကဒီလိုပဲဟင်းကောင်းကောင်းမကောင်းကောင်းအေးအေးဆေးဆေးစားတတ်လို့ပါမကြခင်မှာပဲတင်မောင်မောင်ထမင်းစားလို့ပြီးသွားပါတယ်ထမင်းစားပြီးတော့ရေခဲတစ်တာအတွင်းမှာအေးတပူရေသားတပလင်းယူပြီးတော့အပေါ်ကိုပြန်တက်လာပါတယ်အေးဘူးကိုတပွဲပေါ်မှာတင်ပြီးတော့ရေတံပလင်းကိုဖွင့်ကတကြိုင်မောတောက်လိုက်သေးတယ်ခဏနေတော့အေးဘူးကိုဖွင့်ပြီးတော့တကြိုင်မောတောက်ပြန်ပါတယ်ဘူးကိုဘေးနားမှာချပြီးတော့တိစမစရေးစာအုပ်ကိုဖွင့်ကမနက်ဖြန်ရေးသွင်းရမယ့်စရေးအကြောင်းအရာတွေကိုကြိုပြီးတော့ရေးနေပါတယ်အဲ့ဒီနောက်စာရေးနေရင်အေးတောက်ဖို့ဘူးစီကိုလှမ်းလိုက်ပါတယ်ဘူးကမူရင်းချထားတဲ့နေရာမှာမရှိတော့ဘူးဘူးရှိတဲ့နေရာကိုလက်နဲ့လိုက်ရှာဆမ်းပြီးတော့ဘူးကိုတွေ့တာနဲ့တောက်ဖို့မယူလိုက်ပါတယ်ဟင်ဘလို့ဖြစ်တာပါလဲတငုံတကြိုက်ပဲတောက်ရသေးတယ်ယခုအေးဘူးတမအေးကတစ်စက်ကလေးတောင်မရှိတော့ပါဘူးဘလို့ဖြစ်တာလဲဘသူယူတောက်လိုက်တာလဲလူလည်းမရှိလှုပ်ရှားမှုလည်းမကြရယခုအေးဘူးတက်ကအချိုရည်တွေကတစ်စက်မှမကြအောင်ကိုကုံစင်နေပါတယ်ငါအိမ်မှာထူးထူးဆန်းဆန်းနေတော့တွေးကြုံနေရပြီဘာတွေလဲဘာကောင်းနေလဲတော့မသိဘူးတရက်တစ်စီတွေများငါအိမ်မှာရောက်နေတာလားမျက်လုံးနေနေတွေရဲ့ညဘက်ခြေတန်းတွေရဲ့စကားတန်းတွေရဲ့ထူးဆန်းတာတော့တော်တော်လေးကိုထူးဆန်းနေပြီအဲ့ဒီနောက်အဲ့ရဘော်ကိုတက်ပြီးတော့တုံလုံးလှဲနေလိုက်ပါတယ်အချိန်ကတဖြည်းဖြည်းညဘက်ကိုရောက်လာပါတယ်ဒီညမှာတော့တင်မောင်မောင်ထူးထူးဆန်းဆန်းဘာမှမကြရအိမ်လုံးအိမ်မောကြာသွားခြင်းကြောင့်အပြင်မှာကြားနေကြတဲ့ခြေတန်းတွေကိုမကြားရခြင်းလားတော့မသိမိုးစင်စင်သာလင်းသွားပေမဲ့ထူးထူးခြားခြားဘာတကူမှမကြုံလိုက်ရစတုထနေကိုရောက်တော့မနက်စောစောအစာပြေစားပြီးတစ်ဆက်ကိုသွားမိအကြောင်းအိမ်မှာရှိတဲ့လူတွေအားလုံးကိုအတိပေးပြီးတော့ကားတစ်စီးနဲ့ထွက်လာပါတယ်တစ်ဆက်မှာဘာကြီးပြောသမျှရေးမှတ်နေသလိုစာရွက်စာတန်းတွေကလည်းတိတ်အဝေးအထွက်ငွေအဝေးအထွက်တွေကိုစက်ရင်သွင်းနေပါတယ်တစ်ဆက်မှာတောက်တုံမရဝင်လုံနေသူတင်တွေးအားအိမ်ကိုမပြန်ခင်ခိတလာနေဖို့သူခေါ်လိုက်ပါသေးတယ်တင်တွေကလည်းတင်မောင်မောင်နဲ့အတူအိမ်ကိုလိုက်လာပါတယ်တင်တွေကတင်မောင်မောင်ထက်2 နှစ်ခန့်လောက်တော့ငဲပါတယ်သူ
သူတို့နေကင်းထမင်းစားချိန်အမိအိမ်ကိုပြန်လာပါတယ်ခဏနေရေမိုးချိုတန်းစင်ပြီးတာနဲ့ထမင်းစားဖို့ထမင်းပြင်ခိုင်းပါတယ်ထိုနေ့ချက်တဲ့ဟင်းကဝက်သားနဲ့ငါးစီပြန်ချက်ထားပါတယ်ထမင်းစားနေတဲ့ပန်းဝါကအနားမှာရက်တောင်တစ်ချောင်းနဲ့ရက်ခတ်ပေးနေပါတယ်တင်မောင်မောင်ထမင်းစားပြီးတော့ပန်းဝါကပကံတွေကိုတင်းဆဲပါတယ်ထမင်းစားပြီးလို့ရေခဲတက်တာထဲမှာရေတန့်တပတ်လင်းကိုယူလိုက်ပါတယ်အထဲမှာအသားဘူးတွေကအကုန်လုံးဗလာကျင်းနေတဲ့မြင်ကွင်းဟင်အမေသားတွေကိုပန်းဝါနဲ့ဦးတောင်းစိန်တို့နှစ်ယောက်တည်းချက်စားနေတာလားမသိဘူးတိုးတော့ဆင်းသွားပြီးတော့အပေါ်တက်ကိုတက်လာပါတယ်အပေါ်ကိုရောက်ပြီးခဏကြာတော့ဗိုက်လေးလာတာကြောင့်အိမ်တော်တက်ချင်တဲ့စိတ်ကပေါ်လာပြန်ပါတယ်ဒါကြောင့်အပေါ်တက်ကနေအောက်ထက်ကိုပြန်ပြီးတော့ဆင်းလာလိုက်တယ်ထို့ချိန်ထမင်းစားကနဲ့ကိုမျက်လုံးအကြီးကရောက်သွားပါတယ်ဟင်ဘယ်လိုပါလဲရေကတက်တာကိုဖွင့်ပြီးတော့ပန်းဝါနဲ့ဦးတောင်းစိန်တို့ကအသားဘူးတွေကိုဖွင့်ကအသားစိမ့်တွေကိုဒီတိုင်းနှိုက်စားနေတာမြင်လိုက်ကြခြင်းပင်ဟင်အသားစိမ့်တွေကိုစားနေကြပါလားဒီမောင်မောင်အိမ်ပေါ်တက်ကိုအမြန်ပြန်ပြီးတော့တက်လာပါတယ်အိမ်တော်တက်ချင်တဲ့စိတ်လဲပျောက်သွားပါတော့တယ်ပန်းဝါနဲ့ဦးတောင်းစိန်ကလူတွေမှဟုတ်ကြရဲ့လားမနေ့ကလည်းမီးဖို့ထဲမှာစကားပြောတဲ့နေကိုကြားရတယ်တကားပွင့်ကြည့်တော့ဘသူမှမရှိပြန်ဘူးငါခန်းထဲမှာလည်းအေးဘူးကိုဘသူကလာပြီးယူတော့သွားတာလေထူးဆန်းနေတော်တော်လေးကိုထူးဆန်းနေခဏကြတော့ချောင်းဟန်တန်ပေးလိုက်ပြီးအောက်ထက်ကိုပြန်ဆဲလာပါတယ်ဘဝကဘကနေတင်းဆဲနေတယ်လို့ဦးတောင်းစိန်ကိုတော့မတွေ့ရတော့ဘူးအကိုလေးဘာယူမလို့တယ်ဘာမှမယူဘူးဘိုက်ထဲကနာလာလို့အိမ်သာတက်မလို့ဆဲလာတာချုံမြတ်သာပြောပြီးတော့အိမ်သာထဲကိုဝင်လာလိုက်ပါတယ်တင်မောင်မောင်နဲ့ပါလာတဲ့တင်ထွေးကမနက်စာကိုအလုံးမစားခဲ့ပြီးဖြစ်တာကြောင့်အိမ်မှာမစားတော့ဘူးသူကိုဘယ်ကနေစားခိုင်းရမလဲမစင်းသားတတ်သေးတာကြောင့်အိမ်တကားကအနီးမှာစောင့်နေဖို့တာဝန်ပေးထားပါတယ်ညဘက်ရောက်ရင်အဲကန်းကဆိုဖာအရှိပေါ်မှာအိပ်ဖို့အစီအစဉ်ပေးပြီးတော့စောင်းနဲ့ခေါင်းအုံးကိုယူသုံးဖို့ပြထားပါတယ်အဖေအိတ်တဲ့အိတ်ခမ်းဧည့်သည်တွေအတွက်ထားတဲ့အိတ်ခမ်းရှိပေမဲ့ပေးမအိတ်ခိုင်းဘူးတင်ထွေးကလည်းလိုလိုချင်းချင်းပဲအဲကန်းမှာအိပ်ဖို့သဘောတူပါတယ်ရပါတယ်အကိုလေးစောင်းနဲ့ခေါင်းအုံးရှိရင်အဆင်ပြေပါပြီအိမ်ကအဝင်အထွက်လူမရှိပါဘူးတအိမ်လုံးမှာငါတယောက်တည်းဆိုတော့ညာရေးညတာအဖော်လိုတယ်ထင်လို့ခေါ်ထားတာပါငါဒီမှာတပတ်10ရက်လောက်ပဲနေမှာဟုတ်ကဲ့စိတ်ချပါအကိုလေးကျွန်တော်ကိုကိစ္စအထွေအထူးရှိရင်လှမ်းပြီးတော့သာခေါ်လိုက်ပါဒီလိုနဲ့ထိုနေ့မှာအထူးခြားမှုတစ်ခုမှကြုံတွေ့ရခြင်းမရှိဘဲနဲ့ညာပိုင်းကိုရောက်လာပါတယ်ည9နာရီခန့်အထိအောက်ထက်ဆင်းပြီးတော့တင်ထွေးနဲ့တစ်ဆက်လုပ်ငန်းအကြောင်းတခြားရောက်တဲ့ရရအကြောင်းတွေကိုတယောက်တည်းပြင်းနေမှစိုးတာကြောင့်နှစ်ယောက်သားထိုင်ပြီးတော့စကားပြောဆိုပါတယ်အဲ့ဒီနောက်အပေါ်တက်ကိုပြန်တက်ပြီးအိယာတဲကိုဝင်ပါတယ်မအိတ်ချင်သေးပေမဲ့အပြင်မှာထိုင်ပြီးတော့မနေချင်တော့ဘူးထို့သောနေရင်9နာရီကြော်ခန့်လောက်ရှိတဲ့အချိန်မှာတော့ပေးခနဲဆိုအိပ်ပျော်သွားပါတယ်ထိုညရဲ့တကောင်ရံကိုရောက်တော့အခန်းတကားကိုတတုံးတုံးလာပြီးတော့ထူးတဲ့အတန်ကြောင့်လမ်းပြီးတော့နိုးသွားပါတယ်ဘသူလဲကွာကျွန်တော်တင်ထွေးပါအကိုလေးအပြင်ကိုထွက်ရင်ထွက်မထွက်ရင်တကားတစ်ချက်ဖွင့်ပေးပါဦးတင်မောင်မောင်တကားကိုအမြန်ဖွင့်ပြီးတော့အပြင်ကိုထွက်လိုက်ပါတယ်ဘာဖြစ်လို့လဲကွာအောက်ထပ်မှာတရဲတွေအများကြီးပဲဘာကွာဟုတ်တယ်အကိုလေးအနည်းဆုံး9កောင်လောက်ရှိမယ်တရဲမက3កောင်တော့ည7နာရီလောက်ရောက်တော့ကျွန်တော်ဘေးမှာပတ်လျှောက်နေတဲ့ခြေတံတွေကိုကြားလာရတယ်ကျွန်တော်နိုးလာပြီးအသေးအချာနားထောင်တော့ခြေတံတွေအများကြီးဆိုတာကိုသိလိုက်ရတယ်ဆောင်းကိုဖွင့်မကြည့်ရဘူးခဏနေတော့ဆောင်းကိုလာဆွဲတယ်ဆောင်းကလွတ်သွားလို့မျက်လုံးလဲဖွင့်ကြည့်ရောကျွန်တော်ရဲ့ဟိုဘက်ဒီဘက်မှာတရဲမတွေအပေါ်ကနေစီးပြီးတော့ကြည့်နေတော့ကိုတွေ့လိုက်ရတယ်အကိုလေးဟာဟုတ်ပါမလားကွာဟုတ်ပါတယ်အကိုလေးကျွန်တော်လည်းသူတို့ကိုတွေ့တာနဲ့လန့်ပြီးတော့អော်လိုက်တာအဲ့ဒီတော့မှပဲအားလုံးပျောက်သွားတော့တာအေးမင်းကအသေးချာပြောနေမှတော့စဉ်းစားသေးရပဲအချိန်ကလည်းအခုမှတကောင်လောက်ပဲရှိသေးတယ်မင်းအောက်ထပ်မှာပြတ်အိတ်ရဲလားဖျားမအိတ်ရဲတော့ပါဘူးအကိုလေးဒါဆိုဘလို့လုံးရပါမလဲမင်းဟိုခမ်းမသွားအိတ်ကွာမင်းနဲ့ငါနဲ့လည်းနီးသွားတာပေါ့အဲ့ဒီခမ်းမခေါင်းအုံးနေဆောင်းနေခြံအောင်နေအစုံရှိတယ်မင်းဘယ်အချိန်နိုးတယ်လဲ9နာရီနဲ့6နာရီအတွင်းမှာနိုးပါတယ်အကိုလေးအေးငါလည်းအဲ့ဒီအချိန်ဆိုရင်နိုးပြီကဲသွားအိတ်တော့ဘာမှမကြောက်နဲ့မင်းနဲ့ငါနင်းနီးလေးပါယောက်ျားညကခြံအောင်လှန်ပြီးတော့တရဲမတကောင်ဝင်လာတယ်မိဖို့အတွင်းမှာစကားတန်းတွေကိုကြားရတယ်ဘန်းဝါနဲ့ဦးတောင်းစိန်တို့အမဲသားအစိမ့်တွေကိုယူစားတယ်တင်မောင်မောင်မစင်းသားတတ်အောင်ပဟေတိတွေဖြစ်နေရကတင်ထွေးကပါတရဲတွေကိုတွေ့တယ်လို့ပြောလာခြင်းကသူ့အတွက်အိတ်မပြောနိုင်အောင်လို့အတွေးတွေပိုများသွားပါတယ်
ညတနာရီခွဲကျော်လောက်မှပဲတင်မောင်မောင်ပြန်ပြီးတော့အိပ်ပျော်သွားပါတယ်အတံမျိုးတော့ထွက်ပေါ်နေတာကြောင့်တင်မောင်မောင်အိမ်မောချနေရကနေလမ်းပြီးတော့နိုးလာပြန်ပါတယ်ရုတ်တရက်လာနိုးသွားသဖြင့်ဘေးပစ်ကိုကြည့်လိုက်တဲ့အခါအင်ကြီးရဲ့နိုင်ရန်အတွင်းမှာရောက်နေပြီးတော့ကျမ်းပြင်ကတမန်တလင်းမဟုတ်ဘဲနဲ့မြေသားအတိညက်ပြင်းနေပေါက်နေတဲ့နေရာတင်မောင်မောင်လည်းရက်နေရမှာခြေလန်းလှမ်းမိအပြုခြေတော့ကိုတစုံတစ်ခုကဖမ်းဆုပ်ခြင်းခံလိုက်ရပါတယ်နေကြီးတမထွက်ပေါ်လာတဲ့လက်တစ်ဖက်ကခြေတော့ကိုလှမ်းပြီးတော့ဆွဲထားတဲ့မြင်ကွယ်အခြားနေရာတွေကနေလဲလက်ချောင်းတွေကထွက်ပေါ်လာပါသေးတယ်ခဏနေတော့လက်ချောင်းတွေတင်မဟုတ်တော့ပဲမြေတိုင်းမြေခဲတွေပါတဖွားဖွားနဲ့အပေါ်ကိုလွင့်စင်တလာပါတဲ့အယိုးသူအကောင်တွေအကြီးအရွယ်တွဲလောင်းကျနေတဲ့တရဲကောင်တွေမြေထဲကနေတိုးထွက်လာတဲ့မြင်ကွင်းမှာစွတ်စွပေါင်းတရဲက9ကောင်သူကြောက်လန့်ပြီးထွက်ပြေးဖို့ပြင်ပေမဲ့ညံ့ညံ့တော့စောက်ကန်ထားတဲ့မြေကြီးတက်မှလက်တစ်ဖက်ကြောင့်လှုပ်ရှားလို့လည်းမရထိုတရဲတွေကနေရာအနှံ့မှနေပြီးတော့သူအနားကိုတလှမ်းချင်းရှောင်းလှမ်းလာနေပါတယ်တချို့တရဲတွေကလက်ကိုရှည်တမ်းပြီးတော့ရှောင်းလာနေတဲ့ပုံစံမျိုးတချို့ကထောနဲ့တချို့ကလည်းခြေတစ်ချောင်းတွဲလောင်းတိုက်ပြီးတော့တရွတ်တိုက်ဆွဲရင်ကနေလက်ဆောင်နေပြန်ပါတယ်သူအနားကိုရောက်တော့မှအဲ့ဒီအကောင်တွေအကောင်လုံးကရပ်သွားပါတယ်သူတို့လက်အတွင်းကိုရောက်သွားပါကသူ့ကိုဘလို့တောင်ပြုတ်လို့ကြမည်မသိအကြောက်လွန်ပြီးတော့အသားတွေတဆက်ဆက်တောင်းနေပါတယ်မလာချနဲ့သွားကြစမ်းငါနားကိုမလာချနဲ့ငါအသားကိုမထိနဲ့နော်အကိုလေးဘာဖြစ်လို့လဲထိုခါမှတင်မောင်မောင်အဲ့ရကနေလန်နိုးလာပါတယ်သူအိမ်မက်မှတ်နေတာပါအခန်းပြင်မှတင်ထွေးကတကားကိုတတုံးတုံးထိုးပြီးတော့အော်မေးနေပါတယ်အကိုလေးနိုးနေပြီလားအေးငါနိုးနေပြီအကိုလေးအခန်းထဲကအော်တန်ချလို့ကျွန်တော်အမြန်လာပြီးတော့နှိုးတာပါငါအိမ်မက်မှတ်ပြီးတော့လက်အောင်မှီသွားတာပါကွာမင်းအခန်းထဲကိုဝင်ကျင်သေးလားအကိုလေးပြန်အိတ်လိုက်ပါဦးကျွန်တော်မဝင်တော့ပါဘူးအေးမင်းလည်းပြန်အိတ်လိုက်တော့ကွာငါတော့ချက်ချင်းအိတ်လို့ရမယ်မထင်ပါဘူးကျွန်တော်လာနေဖေးရမလားအကိုလေးရပါတယ်ကွာမင်းပြန်ပြီးအိတ်လိုက်ပါတော့ဒီမောင်မောင်လေးအင်ကြီးရဲ့6ချားပွဲအဖြစ်ဆိုးတွေအိမ်မက်ဆိုးတွေနဲ့ခက်စိတ်စိတ်ကြုံလာရပါတယ်အဲ့ဒီနောက်မျက်လုံးကြောင်နေရကနေ3နာရီခန့်အရောက်မှာတော့ပြန်ပြီးအိပ်ပျော်သွားပါတော့တယ်ဒီနေ့အိမ်မောင်မနေချင်တာနဲ့တင်ထွေးကိုခေါ်ပြီးတော့တစ်ဆက်ရှိရာကိုထွက်လာပါတယ်အသက်ကြီးသူတွေအဖိုးအဖွားတွေတချို့စာအုပ်တွေမှာရေးသားထားတဲ့အကြောင်းအရာတွေပြောစကားတွေအရာလူမနေတဲ့အစာအိုးအိမ်ကြီးတွေမှာနာနာဘဝတရေတစေတွေလာရောက်နေထိုင်ကြတယ်ဆိုတာကိုဖတ်ဘူးကြားဘူးထားပါတယ်ဒီမောင်မောင်နဲ့သူတို့အိမ်ကြီးဟာလူမနေဘဲနဲ့ပြစ်ထားတာမို့တရေတစီတွေများလာရောက်နေထိုင်ကျဲလားဆိုတဲ့အတွေ့ကချက်ချင်းဆိုသလိုဝင်လာပါတယ်။ဘာကဖြစ်သူကတလားနေမှတစ်ခေါက်လောက်လာပြီးတော့တညာနှညအိတ်ခါပြန်သွားတာကြောင့်တရေတွေရဲ့6လက်ညင်းကိုမခံရခြင်းလို့လည်းထင်ပါတယ်။ဖြစ်နိုင်တယ်လို့တစ်ချက်ချယုံကြည်ရသည့်အကြောင်းကလည်းရှိသေးတယ်။ဘာကရှိသည့်ပထမညလုံးဝတရေအချောက်လှန့်မခံရဘူး။ဒုတိယညမှစပြီးတော့ထူးခြားချက်ကစတင်ခဲ့တာပါ။အဲ့ဒီနောက်ရက်တွေညဘက်ရောက်တာနဲ့ပုံစံအမျိုးမျိုးနဲ့ကြုံတွေ့ရပြန်ပါတယ်အိမ်မှာရှိနေတဲ့ပန်းဝါနဲ့ဦးတောင်းဆိုင်ကလည်းတရေလားလူလားဝေခွဲမရသည့်အဖြစ်မျိုးကားကတစ်ဆက်ဝင်းထဲကိုရောက်လာပါတယ်အကြောင်းကိစ္စအထွေထူးမရှိသဖြင့်ကားကိုထားခဲ့ပြီးတစ်ဆက်ဝင်းနဲ့တိမ်မဝေးတဲ့နေရာမှာတည်ထားသည့်ဈေးဒီကိုတစ်ဆက်လာတဲ့ကလေးကမြင်တွေ့ထားတာကြောင့်အချိန်လဲဖြုံဖျားလဲဖူးဖို့အတွက်ဖျားကုန်းရှိတဲ့နေရာကိုထွက်သွားပါတယ်ဈေးဒီကတောင်ကုန်းမကြားတကြပေါ်မှာတည်ထားသဖြင့်မြေပြင်မှာပေ30ခန့်အမြင့်တော့လေကတဲ့40ခန့်လောက်နေပြီးတော့အပေါ်ကိုတက်လာပါတယ်ဖျားကိုလက်ရရည်ပတ်ပြီးတော့ရှ िख ိုးပူသွားပါတယ်ထို့တဲ့ဖျားကြီးပေါ်မှာအသက်65နှစ်ခန့်ရှိတဲ့ယောဂိဝေလူကြီးတယောက်ကတေမောင်မောက်ကိုစိုက်ကြည့်နေပါတယ်ပြီးတဲ့နောက်လူလေးခဏလောက်ထိုလူကြီးထိုင်နေတဲ့အရှိကိုတေမောင်မောင်လျှောက်သွားလိုက်ပါတယ်လူလေးကိုကြည့်ရတာအဘရဲ့အမြင်မရှင်းမလင်းဖြစ်နေတယ်အမောင်တိုက်တွေဖုံးနေတယ်ဝိညာဉ်တွေရဲ့အရေးအငွေ့အသက်တွေဖုံးလွှမ်းနေတယ်ဆိုပါတော့ဖျားအဖတကယ်မြင်တွေ့လို့လားအခုတလောကျွန်တော်အိမ်မှာအထူးဆန်းလေးကိုမြင်နေချနေရတယ်အိမ်မက်ထဲမှာရောအပြင်မှာပါမြင်နေရတယ်အဖမကောင်းဆုံးကတော့လူလေးနေတဲ့အရက်ကအမောင်လောကသားတွေစံပြောတဲ့နေရာဖြစ်နေလို့ပဲကွယ်ဝိညာဉ်တွေရှင်သန်နေတယ်သူတို့တွေမြေအောက်မှာခိုနာရာကနေလာပြေလောက်ွယ်ကြတယ်ဆိုရင်မြေပေါ်ကိုတက်ပြီးတော့ပျော်မြူးကြတယ်အဲ့ဒီဝိညာဉ်တွေအိမ်ကြီးမောင်မနေနိုင်အောင်ဘလို့လုံးရမှာလဲအဖတန်ရှင်းစင်ကြယ်ချင်းမြေလှန်ပြစ်ပေါ်သားရဲ့မြေလှန်ပြစ်ပေါ်
အဘဒီလောက်ပဲပြောမယ်သွားပြီတော့တင်မောင်မောင်လည်းယောဂီဝေအဖိုးကြီးကိုဦးသုံးချိန်ချပြီးတော့ရှ िख ိုးကတော့ပါတယ်အဖိုးကြီးကိုနှုတ်ဆက်ပြီးတော့နေရာကနေပြန်လာလိုက်တယ်နေကင်းထမင်းစားချိန်နီးမှတင်ထွေးကိုခေါ်ပြီးတော့ကားမောင်းကအိမ်ကိုပြန်လာပါတယ်အိမ်ရောက်တော့ရေမိုးချိုထမင်းစားတယ်ရေကတက်တာတဲ့မှလွန်ခဲ့တဲ့3ရက်ခန့်ကထည့်ထားတဲ့အသားတွေဟာမရှိသလောက်ကိုပါနေပါပြီငါပန်းဝါကိုဟင်းသားဝယ်ထည့်ထားဖို့ငွေလိုလားဆိုတာမေးရအောင်မယ်ဟင်းသားအသားငါဝယ်ဖို့ကြိုမပေးဘဲနဲ့တနေ့တစ်ခါဝယ်ခိုင်းရင်ကောင်းမလားရေခဲတက်တာနားမှာမတ်တက်ရက်ပြီးတော့စဉ်းစားနေပါသေးတယ်ဒီလိုလည်းမဖြစ်သေးဘူးဈေးကရွာတဲ့အထက်ကိုတွားရတာဆိုတော့တနေ့တစ်ခါတွားခိုင်းလို့လည်းမဖြစ်ပြန်ဘူးအဒီနောက်ထမင်းစားသည့်အချိန်အနီးမှာရက်ခတ်ပေးနေတဲ့ပန်းဝါကိုကြည့်ပြီးဟင်းသားဝယ်ဖို့လိုသေးလားလိုရင်ပတ်စံပေးလိုက်မယ်တွားပြီးဝယ်ထည့်ထားဟုတ်ကဲ့ဝယ်ဖို့တော့လိုနေပါပြီအကိုလေးအရင်တစ်ခေါက်ကအမဲသားမဝယ်ခဲ့ဘူးလားဟင်းမဝယ်ခဲ့ပါဘူးဒီတစ်ခေါက်သွားရင်ဝယ်ခဲ့ပါမယ်အေးအမျိုးစုံတော့ဝယ်ပြီးတော့ထည့်ထားလိုက်ကွာ3-4ရက်စာဝယ်ထည့်ထားလိုက်ဟုတ်ကဲ့ပါအကိုလေးညနေပိုင်းဈေးခင်းတဲ့အချိန်သွားဝယ်လိုက်ပါမယ်ညဘက်ကိုရောက်လာပါတယ်တင်မောင်မောင်အဲ့လိုမပြောသဖြင့်အပေါ်တက်လေးသားတောင်မှမတ်တက်ထွက်ရပြီးတော့ပတ်ဝန်းကျင်ကိုကြည့်နေပါတယ်ထို့ချိန်ခြံအတွင်းမှာမဲနဲ့အရိတ်တွေရွေရှားလာနေတာကိုမြင်လိုက်ရပါတယ်ထို့ချိန်အဝေးမှာခွေးဥဒန်တွေကလည်းစူးစူးရွရွနဲ့ထွက်ပေါ်လာပါသေးတယ်သူခြံအတွင်းအမောင်ရိတ်ကိုစိတ်ဝင်တသားနဲ့လိုက်ပြီးတော့ကြည့်နေပါတယ်မိကိုလိုအဖြူငွေလိုအရာတွေကဟိုတီရွေရှားနေပါတယ်ဒိတ်စိတ်မှုကလည်းတကယ့်ကိုခြောက်ခြားတဲ့ရာဖေးငါခြံထဲမှာငါအိမ်ထဲမှာဝင့်ကျင်သိရဲတွေအများကြီးပါလားဘာကြောင့်ငါကဒါတွေကိုမြင်နေရပါလဲဘလို့ဖြစ်နေတာလဲနေခင်းကတွေးခဲ့တဲ့အဘကလည်းဝင့်ကျင်နေရှိနေတယ်လို့ပြောခဲ့တဲ့တန်ရှင်းစင်ကြယ်ချင်းချင်းမြေလှန်ပြစ်ပါတဲ့ဟုတ်တယ်အဘပြောတဲ့အတိုင်းမြေလှန်ပြစ်ရမယ်အဲ့ဒီတော့အိမ်ထဲကိုပြန်ဝင်လာပြီးတင်ထွေးဖျားအကိုလေးမနက်ဖြန်ငါနဲ့ဆက်ရုံကိုလိုက်ခဲ့အောင်တိဆက်မလွှာထိုးတဲ့ကိုလာဆောင်တို့လူစုကိုခေါ်ခဲ့ဟုတ်ပြီလားဖျားဘာလို့မလို့လဲအကိုလေးမြေလှန်မလို့ကွာမြေလှန်ပြစ်မလို့တင်မောင်မောင်ဖျားကုန်းတော်ဘုတ်ကိုတက်သွားပြီးတော့ယောဂိဝေအဖိုးအိုကိုလိုက်စားပါတယ်တွေ့ပါတယ်ဒီနေ့တော့အပေါ်အဖြူအောက်ပိုင်းအပြာကွက်ကျဲပစိုးကိုဝေထားပါတယ်ထိုအဘအရှိမပဲတင်မောင်မောင်သွားထိုင်ပြီးအဘအေးပြောလေကွယ်သားကိုမှတ်မိလားအဘမှတ်မိတာပေါ့မနေ့ကမနက်ပိုင်းတွေးကြသေးတယ်မဟုတ်လားဘာပြောချင်လို့လဲလူလေးအဘကိုအကူအညီတောင်းချင်လို့ပါအဘသားကိုအကူအညီပေးနိုင်မလားကျွန်တော်အဘစကားကိုနားထောင်ပြီးမြေလှန်ချင်လို့အဲ့ဒါဘယ်နေရာတွေမှာဘလို့လှန်ရမလဲဆိုတာအဘညွန်ပြပေးနိုင်မယ်ဆိုရင်အိမ်ကိုလိုက်ခဲ့ပေးစေချင်ပါတယ်အေးကာယကံရှင်ကလောချင်းအကူအညီတောင်းလာမှတော့ကူညီပေးရတာပေါ့ကွယ်ထိုင်အောင်သားရဲ့အိမ်ကိုမသွားခင်သားအိမ်ကအကြောင်းကိုအဘကြိုပြီးတော့ပြောပြထားခြင်းနဲ့သားတို့စောက်ထားတဲ့အိမ်ရဲ့မြေနေရာဟာတစ်ချိန်ကဂျပန်နေစစ်အတွင်းလူတွေကိုတပ်ပြီးတော့မြုပ်ခဲ့တဲ့နေရာပဲအနည်းဆုံးတစ်ချံလုံးဆိုရင်10လောင်းနီးပါးလောက်ကျန်နေအောင်မယ်အစိုးဆုံးကတော့အိမ်ကြီးရဲ့အောက်မှာရောက်နေတဲ့အလောင်းတွေပဲအိမ်ဆောက်တုံးကပနတ်အတွက်တူးလို့တွေးခဲ့တဲ့အလောင်းတွေကခြံထဲကတချို့ရှိတဲ့နေရာတွေကနေတူးလို့တွေးရတဲ့အလောင်းတွေကိုတူးပစ်လိုက်တော့ကုံသွားပြီလို့ထင်ကြလိမ့်မယ်ကျန်တဲ့အလောင်းတွေကိုဆက်ပြီးတူးထုတ်ပြစ်လိုက်မှပဲငါသားတို့ကောင်းကောင်းနေလို့ရမှာသားတို့အိမ်ပေါ်မှာအခမ်းသားတက်နေပြီးသူတို့ပျော်နေကြတာဒါကြောင့်သားတို့ကိုကြောက်လန့်အောင်သူတို့မလုပ်ကြတာပြီးတော့အဖတခုရှိသေးတယ်အိမ်ကိုထမင်းချက်ဖို့အကူခေါ်လာတဲ့မိန်းကလေးရဲ့လူကြီးတယောက်ရဲ့သူတို့ကိုလည်းမတင်ပါဘူးတရက်အသားသိန်း9သိန်းနေရေကတက်တာတဲ့ကနေနှိုက်စားနေတာကိုတွေ့ရတယ်အဖသူတို့ကတော့လူစစ်ပါစားကျင်တောက်ကျင်တဲ့တရက်ကသူတို့ခန္ဓာကိုယ်မှာဝင်စီးပြီးစားတဲ့အချိန်ကိုတားမြင်တွေ့ရတာဖြစ်ပါလိမ့်မယ်သူတို့တရက်ဆိုရင်အဘကိုမြင်တာနဲ့လူအဖြစ်ကနေပျောက်သွားမှာပဲကဲသားတို့အိမ်ကိုသွားမယ်ဆိုရင်သွားကြရအောင်ထိုအချိန်တင်ထွေးကတန်တမမလူ9ယောက်ခန့်ကိုကားပေါ်မှာခေါ်ပြီးတော့တင်ပြီးနေပါပြီမကြခင်မှာပဲသူတို့အိမ်ကိုပြန်ပြီးတော့ရောက်လာပါတယ်ဆရာကြီးအားအိမ်အပေါ်တက်ဘုရားကန်းရှိတဲ့နေရာကိုခေါ်လာပါတယ်ကဲလူလေးရဲ့အိမ်ကအိမ်ပေါ်မိန်းကလေးနဲ့သူ့အဖေကိုသွားပြီးခေါ်ခိုင်းလိုက်တင်ထွေးကပန်းဝါနဲ့ဦးတောင်းစိန်တို့ကိုသွားခေါ်ပေးပါတယ်ကဲထိုင်ကြမိန်းကလေးကအရှိကိုတိုးထိုင်မင်းရဲ့နာမည်ကဘယ်သူလဲပြောသမ်းကျမနာမည်မလှတယ်ပါရှင်သူတို့ပြောတော့ပန်းဝါဆိုကျမဒီအိမ်ထဲကိုလည်းဝင်ရောတကိုယ်လုံးတုံရီဖြစ်လာပြီးတော့
ပါဇက်ထက်ကတွေ့ရနာမည်ကိုပေးလိုက်မိတယ်လို့ထင်ပါတယ်ဟုတ်ပြီဒီကိစ္စဆရာကြီးသိတယ်ကဲပန်းဝါဆိုတဲ့ဝိညာဉ်အခုချက်ချင်းလာပူးကဆန်းခဏကြတော့မလာတင်တောင်တော်ရီရီဖြစ်လာပြီးတော့ပန်းဝါရဲ့ဝိညာဉ်လာရောက်ပူးကပ်ပါတယ်အခုရောက်လာတာပန်းဝါဆိုရင်မလာတင်မှာဘာကြောင့်ဝင်ပြီးပူးကပ်ကြတာလဲဒါကျမနေတဲ့နေရာလေသူ့ကိုပူးကပ်နေတော့စားကျင်တာစားလို့တောက်လို့ရတာပေါ့မင်းတို့ကဝိညာဉ်နေလူတွေနဲ့ရောနှောမနေတင်ဘူးမင်းတို့ဒီဘဝကလွတ်ရကျွတ်ရကိုမတော်ချင်ကြဘူးလားလွတ်ရကျွတ်ရကိုတွားကျင်နေတာကြားပါပြီဆရာကြီးကျမတို့အတွက်ဘသူမှအလူအတန်းလုပ်ပေးမဲ့လူလည်းမရှိပါဘူးဒီကနေထွက်သွားခြင်းပါတယ်ဒါဆိုရင်မင်းနဲ့အတူအိမ်ကြီးတန်းမှာရောအိမ်ပြင်မှာပါဝိညာဉ်နေရှိသေးလားပြောသမ်းရှိပါတယ်အိမ်ထဲမှာ3ယောက်အိမ်ပြင်မှာ4ယောက်ရှိပါသေးတယ်သူတို့ရှိတဲ့နေရာတွေကိုပြပေးနိုင်မလားပြပေးနိုင်ပါတယ်ဆရာကြီးကဲအခုပထမဆုံးအိမ်ထဲမှာရှိတဲ့ဝိညာဉ်ရဲ့ခန္ဓာအယိုးစုတွေကိုလိုက်ပြသမ်းဘန်းဝဝင်ရောက်ပူကခံထားရတဲ့မလှတင်ကအရှိကနေဥဆောင်ပြီးတော့ထွက်သွားပါတယ်အိမ်အောက်ထပ်ထမင်းစားကန်ကျမ်းပြင်အောက်မှာတက်လောင်းမိဖို့အတွင်းမှာ2လောင်းမြုပ်နှံထားတဲ့အယိုးစုတွေကိုတူးဖို့ရလိုက်ပါတယ်အိမ်ထဲမှာကုံတော့ခြံထဲမှာဆက်ပြီးတော့ပြခိုင်းပါတယ်မိုးချုပ်ခါနီးတော့အလောင်း9လောင်းတိတိတူးဖို့ရလိုက်ပါတယ်တက်ဆိုင်ရာတွေကိုလည်းကြိုတင်အကြောင်းကြားလိုက်တာကြောင့်တူးဖို့တဲ့နေရာကိုရောက်လာပါတယ်အယိုးစုတွေကိုတက်ဆိုင်ရာကအတီးပြူပြီးတာနဲ့တင်းချိုင်းကိုတည်သွားပြီးတော့မီးတကြိုပေးပါတယ်အယိုးစုတွေအလုံးမီးရှို့ပြီးတော့ဝိညာဉ်တွေမကျွတ်လွတ်တဲ့လူတွေအတွက်အလှူဒါနပြုဖို့စီစဉ်ပါတယ်ဘဝဖြစ်မှမလာတဲ့အဖြစ်ကိုပြန်လဲပြောင်းသွားပြီးဖြစ်တယ်လို့ဦးတောင်းစိန်ကလည်းဦးထွန်းတဲ့အမိပြန်ဖြေသွားပါတယ်အဲ့ဒီတော့ဘုံကြီး၅ပါးပင်ပြီးတော့တစ်ဆက်မအလုသမားတွေကိုခေါ်ကအကျွေးအမွေးနဲ့အဲ့ခံပါတယ်အဲ့ဒီနောက်အလှူတရားနာတဲ့အခါမကျွတ်မလွတ်သေးတဲ့ဝိညာဉ်တွေကိုရေဆူးပြီးတော့မေတ္တာပို့အမျှဝေပါတယ်ဒီလိုနဲ့ထုံနေမှစပြီးတော့အနီးပတ်ဝန်းကျင်မှာသွားလာနေတဲ့ဝိညာဉ်တွေမရှိတော့တလို့အိမ်ကြီးပေါ်မှာဝင်ထက်သွားလာနေကြတဲ့တရဲတစီတွေလည်းမရှိတော့ပါဘူးဒီမောင်မောင်လည်းတရက်တစ်စိမရှိတော့သည့်အိမ်ကြီးမှာစိတ်ချမ်းသာစွာနဲ့15ရက်ခန့်လောက်နေထိုင်ပြီးတော့ရန်ကုန်ကိုပြန်သွားပါတော့တယ်။ဟုတ်ကဲ့လေးစားဆိုဖြင့်ကျွန်တော်တင်ဆက်သောဇာတ်လမ်းလေးဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်ဗျာ။နားဆင်ပေးကြတဲ့တယောက်ချင်းတီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူထိုက်တန်ပါ